မင်္ဂလာပါရှင်နေကောင်းကြရလားကျမကပြပါပါဒီနေ့မတ်လ၄ရက်နေ့အတွက်လူမှုပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့သတင်းစကားတွေကိုအချိန်နဲ့တပြေးညီနားဆင်နိုင်ဖို့ Thailand Press Daily Pocket အစီအစဉ်ရောက်ရှိလာပါပြီကျမတို့ရဲ့အစီအစဉ်လေးကိုနှစ်သက်တဲ့ဆိုရင်သတင်းထူးတွေကိုလက်မလို့ရအောင်အခုပဲ Subscribe လုပ်ထားကြဖို့တိုက်တွန်းပါစီရှင်ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်တပ်အတွင်းထိပ်တီးရာထူးတွေအပြောင်းလဲဖြစ်ပေါ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကြီးတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့တဲ့မြန်မာပြည်ကနျူကလ িয়ার ကုန်ကြမ်းတွေကိုအီရန်ထံရောင်းဖို့စ조사တဲ့ဂျပန်ယာကူဇာဂိုင်းချုပ်ကိုအမေရိကန်ကထောင်ဒဏ်20နှစ်ချမှတ်လိုက်တဲ့အကြောင်းတရုတ်ရဲ့ PR ကြောင့်ကြားပြန်တဲ့ပတ်သက်တဲ့ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းစော်မိုးကိုစစ်ကောင်စီဖမ်းဆီးတဲ့တဲ့နဲ့နေပြည်တော်မှာပါစီပြက်လက်မှုတွေကြုံနေရပြီးကားတွေကိုဇုံမအလိုက်တရက်ချစီမောင်းဖို့စစ်ကောင်စီကန့်သက်ချက်ထုတ်ပြန်တဲ့သတင်းတွေကိုတင်ဆက်ပေးတော့ဖို့ရှိနေပါတယ်စစ်ကောင်စီအတွင်းထိပ်တီးရာထူးအပြောင်းလဲများပြုလုပ်ခဲ့ပြီးစစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုစစ်တပ်ရဲ့နံပါတ်1ရာထူးဖြစ်တဲ့ကာကွယ်ရေးဦးစီးချုပ်ကြီးအဖြစ်ရာထူးတိုးမြှင့်လိုက်ကြောင်းနေပြည်တော်စစ်ဘက်ရေးတည်ရင်းမြစ်များကိုကိုးကားပြီး CDM ဗိုလ်ကြီးစင်ရော်ကပြောကြားလိုက်ပါတယ်။ရခိုင်ကကာကွယ်ရေးဦးစီးချုပ်ကြီးရာထူးကိုဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကရယူထားခြင်းဖြစ်တော့လဲယခုအခါ၎င်းရာထူးကိုဗိုလ်ချုပ်ကြီးရဲဝင်းဦးထံတို့လွှဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ပြီးဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းမှာဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုသာဆက်လက်ရယူတော်မူဖြစ်ကြောင်းသိရပါတယ်။ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုကာကွယ်ရေးဦးစီးချုပ်ကြီးအဖြစ်တာဝန်ပေးခြင်းမှာထူးခြားချက်တရဖြစ်ပြီးစစ်တပ်ကတို့ကျောင်းစင်မဟုတ်ပဲ OTS ဗိုလ်တင်တန်းကျောင်းစင်တအုပ်ကိုခန့်အပ်ခြင်းဖြစ်ပြီးအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်က၎င်းအယုတ်ကြီးရာဇန်တူကိုရာထူးပေးလိုက်တဲ့သဘောမျိုးဖြစ်ကြောင်းတုံ့တက်မှုများလည်းရှိနေပါတယ်စစ်တပ်အတွင်းတိုင်းမှုနဲ့ဗိုလ်ချုပ်ရာထူးများကိုလည်းပြောင်းလဲများထပ်မံလှုပ်ဆောင်ခဲ့ရာအလဲပိုင်းတိုင်းမှုဗိုလ်မှူးချုပ်တင်မင်းလက်ကိုရန်ကုန်တိုင်းတိုင်းမှုဖြစ်၎င်းရန်ကုန်တိုင်းတိုင်းမှုဗိုလ်ချုပ်ပြည်စုံလင်းကိုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်၎င်းတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးတောက်ကိုထိုက်ကိုစစ်ပတ်ရေးရလုံခြုံရေးအရာရှိချုပ်ဖြစ်၎င်းဒုတိယပြောင်းရွှေ့ခဲ့ပါတယ်ဆက်လက်ပြီးတမခ55တမမူဗိုလ်မှူးချုပ်ထုခေါင်ကိုစစ်တပ်ကတို့တောင်းကြီးဖြစ်၎င်းDSA တောင်းအုပ်ကြီးဗိုလ်မှူးချုပ်အောင်တေးကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဖြစ်၎င်းထရီကန်တိုင်းမှုဗိုလ်ချုပ်ဆိုလိုင်းကိုကဆထလေးမှုဖြစ်၎င်းရှေ့လဲပိုင်းတိုင်းမှုဗိုလ်ချုပ်စိုးမြတ်ထုကိုထရီကန်တိုင်းမှုအဖြစ်၎င်းအတီးတီးပြောင်းရွှေ့တာဝန်ပေးအပ်လိုက်ကြောင်းသိရှိရပါတယ်မြန်မာနိုင်ငံမှာနျူကလ িয়ার တတုကုန်ကြမ်းများကိုအီရန်နိုင်ငံတို့ရောင်းချရန်ကြိုးပမ်းခဲ့တဲ့ဂျပန်ယာကူဇာဂိုင်းကောင်ဆောင်တာကေရှိအီဘီဆာဝါကိုအမေရိကန်တရားရုံးကထောင်ဒဏ်20ချမှတ်လိုက်ကြောင်းသိရှိရပါတယ်။အသက်62နှစ်အရွယ်ရှိအီဘီဆာဝါကိုနယူးယောက်တရားရုံးတစ်ခုမှာနျူကလ িয়ার ပစ္စည်းများတရားမဝင်ကူးတန်းရောင်းဝယ်မှုမွေးစေဝါနဲ့လက်နက်များလိုင်စင်မရှိဘဲကုန်သွယ်မှုဆိုင်ရာအမှုများဖြင့်အပြစ်ရှိကြောင်းဆုံးဖြတ်ကခုကဲ့သို့စီရင်ချက်ချမှတ်လိုက်ခြင်းဖြစ်ပါတယ်။ American မူရစ်စေဝါတိုက်ဖြတ်ရေးအဖွဲ့ DEA ရဲ့နှစ်ရှည်ကာလများစုံစမ်းစစ်ဆေးချက်များအရအီဘီဆာဝါမြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်အဖွဲ့များထံရရှိထားတဲ့နျူကလ িয়ার ကုန်ကြမ်းများကိုအီရန်နိုင်ငံမှာရောင်းချဖို့ကြိုးပမ်းခဲ့ပြီးအဲ့ဒီရရှိခဲ့တဲ့ငွေတွေကိုလင်းပစ်လက်နက်များပါဝင်စစ်ရေးသုံးလက်နက်များဝယ်ယူကာမြန်မာပြည်တွင်းရှိလက်နက်ကိုင်ဖွဲ့များထံပေးပို့ရန်စစ်ဆင်ခဲ့ကြောင်းသိရပါတယ်။ American တရားရေးဌာနရဲ့ထုတ်ပြန်ချက်မှာအဆိုပါနျူကလ িয়ার တတုကုန်ကြမ်းများကိုရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌယွမ်စစ်ထမရယူခဲ့ခြင်းဖြစ်ကြောင်းဆွဆွဲဖော်ပြထားတော့လဲ RCSS ဘက်ကမူ၎င်းတို့အနေဖြင့်ယူရေနီယံအကြောင်းကိုပင်တရှိနာလဲခြင်းမရှိကြောင်းနဲ့အဆိုပါဆွဆွဲချက်များမှာအရင်မြင်မရှိတဲ့ discredit လောက်ရတာဖြစ်ကြောင်း2024ခုနှစ်တွင်ကတရားဝင်ညှင်းဆိုထားပါတယ်။ American ရုပ်ဝက်အေဂျင့်များကအီရန်ဗိုလ်ချုပ်ကြီးဖြစ်ဟန်ဆောင်ကအီဘီဆာဝါနဲ့ချိတ်ဆက်ခဲ့စဉ်အတွင်း၎င်းကနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်တဲ့ယူရေနီယံနဲ့ပလူတိုနီယံနမူနာဓာတ်ပုံများကိုပေးပို့ခဲ့တယ်လို့မြန်မာပြည်မှာပွဲစားများကလည်းနျူကလ িয়ার ကုန်ကြမ်း9တန်အထိထုတ်လုပ်ပေးနိုင်ကြောင်းပြောဆိုခဲ့ဒီမှတ်တမ်းများလည်းရှိခဲ့တယ်လို့ဆိုပါတယ်။
2020ခုနှစ်အတွင်းထိုင်းနိုင်ငံမှာဖမ်းဆီးရမိခဲ့တဲ့အစူပါနျူကလ িয়ার ကုန်ကျန်းနမူနာများကိုအမေရိကန်အာဏာပိုင်များကစစ်ဆေးရမှာနျူကလ িয়ার လက်နက်ထုတ်လုပ်ရမှာအသုံးပြုနိုင်တဲ့အဆင့်ရှိ drug များပါဝင်နေတာကိုအတည်ပြုနိုင်ခဲ့တာကြောင့်အခုလိုမျိုးပြင်းထန်တဲ့ပြည်ထောင်ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့ချုပ်ရဲ့ရဲချုပ်ဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဝင်းစော်မိုးကိုအွန်လိုင်းငွေလိမ်လုပ်ငန်းဒါမှမဟုတ်ကြားဖြတ်ကိစ္စတွေမှာပါဝင်ပတ်သက်နေတဲ့ဆိုတဲ့ဆွဆွချက်နဲ့စစ်ကောင်စီကဖမ်းဆီးတင်လိုက်ကြောင်းနေပြီးတော့စစ်ပတ်ဒေသရင်းမြစ်တွေဆီကသိရပါတယ်။အဆိုပါဖမ်းဆီးမှုဟာတရုတ်ဆိုရရဲ့ပြင်းထန်တဲ့ဖိအားပေးမှုကြောင့်ဖြစ်ပေါ်လာတာဖြစ်ပြီးလက်ရှိမှာတော့သူ့ရဲ့နေရာကိုဒုတိယရဲချုပ်ဖြစ်တဲ့ရဲဗိုလ်ချုပ်ဝင်းဘိုကတာဝန်ယူလွှဲပြောင်းထားတယ်လို့သိရပါတယ်။ဒုတိယရဲချုပ်ကြီးဝင်းစော်မိုးဟာပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လအတွင်းကလာရှုမြို့တိန်တိုက်ပွဲပြီးမှရဲချုပ်ဖြစ်လာတဲ့နေလင်းအောင်ရဲ့နေရာမှာအစားထိုးခန့်ခဲ့ရသူဖြစ်ပြီးအစားထိုးရယူပြီးတနည်းကြာမှာပဲခုလိုဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်စစ်ကောင်စီနေနဲ့တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့်ဒီခင်ကလည်းလူယုံဖြစ်တဲ့ပြည်ထောင်ဝင်ကြီးအောင်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွန်းနဲ့ကိုကန့်ဒေတာကစစ်တပ်တစ္ဆာခံခေါင်းဆောင်အချို့ကိုကြားပြမှုတွေနဲ့ဖမ်းဆီးရယူခဲ့ပူပါတယ်ခုတစ်ချိန်မှာလည်းရဲချုပ်စစ်ရှိသူကိုဖမ်းဆီးခဲ့ပေမဲ့စစ်ကောင်စီဘက်ကတရင်ထုတ်ပြန်ခြင်းမရှိသေးပါဘူးလက်ရှိမှာမြန်မာနိုင်ငံပါဝင်ရှေ့တောင်အာရှကကြားဖြတ်ကိုင်းတွေကိုနိုင်နှင်းဖို့အတွက်တရုတ်နိုင်ငံကဖိအားပေးနေတယ်လို့ American FBI အနေနဲ့လည်းရာဇဝတ်ကိုင်းတွေကိုအချိန်မြင့်တိုက်ဖြတ်ဖို့ပြင်ဆင်နေကြောင်းသိရပါတယ်အလားတူမြို့သားညီညွတ်ရေးဆိုရ NUG ကလည်းစစ်ကောင်စီနဲ့၎င်းရဲ့လက်အောက်ခံဖွဲ့တွေကဒီရဆွေးမှုတွေကနေအကျိုးများရနေတာကြောင့်နိုင်ငံတကာအနေနဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုပြစ်မှတ်ထားအရေးယူဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။နေပြည်တော်ပါဝေမြို့ကြီးချုံမှာ73စီပြက်လက်မှုတွေနဲ့အတူစီတန်းစီနေရတဲ့ရင်တန်းရှေ့ကြီးတွေဖြစ်ပေါ်နေပြီးစကောက်စီတပ်ပိုင်းမြောက်ဒီစီဆိုင်ချုံမှာပိတ်ထားရတဲ့ခြေတွေကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာစကောက်စီရုံးဆိုင်ရာနေပြည်တော်အတွင်းကစီဆိုင်ကြီးတွေမှာကားနဲ့စံကယ်တွေနိုင်ပေါင်းများစွာတန်းစီဝယ်ယူနေကြရတယ်လို့တင်မနာမျိုးမှဈေးအနီးကတပ်ပိုင်မြောက်ဒီစေးဆိုင်မှာလည်းစီပြက်လက်မှုကြောင့်ဒီကနေ့ဆိုင်ပိတ်ထားရတယ်လို့မြို့ခံတွေစီကသိရပါတယ်။ရက်ကွက်အတင်းကလက်လီဆိုင်တွေမှာလည်းဓာတ်စီတပူကိုကျပ်4000ကနေ9000အထိဈေးနှုန်းတွေအဆမတန်မြင့်တက်နေပါတယ်ဒီလိုစီခက်ခဲတွေဟာနေပြည်တော်ထဲမှာကပဲရန်ကုန်မန္တလေးတောင်ကြီးနဲ့နယ်စပ်မြို့တွေမှာပါဖြစ်ပေါ်နေတာပါစစ်ကောင်စီဘက်ကတော့ကမ္ဘာနိုင်ငံရေးအခြေအနေနဲ့ရေလမ်းကြောင်းခက်ခဲတွေကြောင့်လို့ကြောင်းပြထားပြီး73စီထွေတာကြဖို့ထုတ်ပြန်ထားပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့ဒီနေ့အတွက် Thailand Press ရဲ့သတင်းစကားတွေပဲဖြစ်ပါတယ်အဆုံးထိနားဆင်ပေးကြလို့ကျေးဇူးတင်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းတွေနဲ့ပတ်သက်ပြီးလူချင်းမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment box မှာလွတ်လပ်စွာဆွေးနွေးပေးခဲ့ကြပါဦးရှင်